ချင်းမိတ်ဆွေညီကိုမောင်နှမများအားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်ရဲ့ကျော်မင်း channel ဒီကလေးကနေအားလုံးကိုမင်္ဂလာပါလို့ဥစွာပထမနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးသောကိုရီမတွေလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေကောင်းမွန်တဲ့နေ့ရက်ကလေးတွေကံကောင်းတဲ့နေ့ရက်ကလေးတွေကိုပဲအမြဲထာဝရဆက်လက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေဗျာစိတ်သွားတိုင်းကိုပါပြီးတော့လူအင်ဆန္ဒတွေလည်းတလုံးတဝါကြီးပြည့်စုံကြပါစေလို့ဥစွာပထမဆုတောင်းမြတ်တာပို့သလိုက်ပါတယ်ဗျာကိုကိုမိုင်အားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်တို့ဒီညနေမှာတော့ဗျာနော်တစ်ထိပ်စီဆိုတော့ကျွန်တော်အခွေလေးလုံးဝဝင်ပြီးမှတ်တာဗျာနော်အခွေလေးလုံးဝဝင်ပြီးမှတ်တာကိုကိုမိုင်အားလုံးပဲနော်တစ်ရှစ်ကလေးနေတာပြီးခဲ့မယ်ဆိုတော့ဗျာနော်ဒါအခွေလေးရောနေ့တိုက်ကလေးရောဖြစ်ရမှာဗျာနော်ကျွန်တော်တို့30ဆိုတော့လဲဒီ3ညာကြီးကကျွန်တော်လုံးဝဟော့မယ်လို့ထင်ထားတဲ့ကနန်းကြီးဗျာအစောကြီးချပေးသွားတယ်အစောကြီးချပေးသွားတယ်ကိုကိုမိုင်အားလုံးပဲကဲကိုရီမတွေအားလုံးပဲကျွန်တော်အခုလာရောက်ပြီးတော့အခွေသမားတွေမမေ့နဲ့နော်ကိုလုံးဆက်ရှိရဆက်လို့နော်အဖွဲ့ဝင်ကိုရီမတွေလည်းဗုဒ္ဓဘုန်းနေ့တနေ့ကုန်ထိရတော့ကျွန်တော်ပြီးတဲ့ကဏ္ဍကိုပဲနော်ဆက်ပြီးတော့ကစားပါနော်လုံးဝအရှင်းတော့မလွတ်ပါနဲ့နော်ဘာကြောင့်လဲဆိုတော့လုံးဝအားကောင်းနေလို့ပါနော်နောက်နေ့တိုက်ကဏ္ဍလေးတွေပဲကြာရင်လေနေ့တိုက်ကဏ္ဍလေးလိုက်ပြီးကစားပါကိုရီမတွေအားလုံးပဲကဲကိုရီမတွေအားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်အခုလာရောက်ပြီးတော့မျှဝေပေးတဲ့ဗီဒီယိုဖိုင်လေးကကျွန်တော်တို့က2ရက်wow sorry 4ရက်2လနော်2026ဗုဒ္ဓဘုနေ့တော့ဖြစ်ပါတယ်เนาะကျွန်တော်အခုပေးတဲ့ကဏ္ဍလေးတွေကိုကိုရီမတွေဘက်ကเนาะဗုဒ္ဓဘုနေ့မနက်မှာကြာမလာခဲ့ဘူးဆိုရင်เนาะကြာလာခဲ့မယ်ဆိုရင်တော့ကျွန်တော်ညနေအတွက်တီးတန့်ထပ်ပြီးလာရောက်မျှဝေပေးပါမယ်တကယ်လို့ဗုဒ္ဓဘုနေ့မနက်မှာကြာမလာခဲ့ဘူးဆိုရင်ညနေမှာဒါတွေကိုပဲထပ်ပြီးတော့ကစားပါမယ်ညနေမှာပို့ပြီးကစားဗျာတနေ့ကုန်မှာလုံးဝ share ကျွန်တော်အကောင်းဆုံးတော့စူးစမ်းပေးထားတာပဲเนาะကဲကိုရီမတွေအားလုံးပဲเนาะကျွန်တော်ပေးတာတွေကိုလည်းကိုရီမတွေဘက်ကလည်းကြိုက်နေတဲ့မှုရှိမှအကြိုက်တူမှုရှိမှလည်းကစားเนาะဒါမှကျွန်တော်တို့လောလောဆယ်အချိန်တွေကတော့ဒီကျွန်တော်နေတိုက်သမားတွေအကုန်လုံးကတော့တန်ဆိုးမိုးမောင်တဲ့ဘက်ကိုကြာရောက်နေတယ်ပေါ့ဗျာဒါပုံမလင်းလင်းပဲเนาะကျွန်တော်လည်းနေတိုက်ကဏ္ဍနေလွဲချောနေတယ်ဗျာเนาะဒါကြောင့်မလို့ကိုရီမတွေဘက်ကလည်းကြိုက်နေတဲ့မှုရှိမှအကြိုက်တူမှုရှိမှလည်းကစားပါလို့ကျွန်တော်ပြောတာပါเนาะနောက်ကကတ်တဲ့ကဏ္ဍနေရာကြီးပဲလိုက်ကြခြေရကိုကိုင်းတဲ့လုံးမိုင်းပတိရမကြအဲ့အတွက်ကျွန်တော်ဗုဒ္ဓဘုနေ့ကိုကျွန်တော်1 chain လုံးမိုင်းကိုပြောင်းပြီးကိုင်းမယ်ဗျာကံမယ်เนาะကဲကိုရီမကြီးအားလုံးပဲเนาะလိုက်လက်မလေးတွေနှိပ်ခဲ့ပြီးတော့အားပေးပေးပါเนาะ channel တစ်ကလေးဖြစ်တဲ့အတွက် channel လေးကို subscribe မလုပ်ရသေးတဲ့ကိုရီမကြီးကလည်း channel လေးကို subscribe နှိပ်သွားပေးပါဗီဒီယိုလေးကြည့်ရှုတဲ့အခါမှာလည်းเนาะလိုက်လက်မလေးတွေတော့နှိပ်ခဲ့ပြီးအားပေးပေးပါကိုမကြီးအားလုံးပဲเนาะကဲဗီဒီယိုပိုင်းလေးကိုအစနေဆုံးပြီးပြီးဆုံးအောင်ကြည့်ရှုပေးပါเนาะကိုရီမကြီးအရှိကြီးလည်းမဟုတ်ပါဘူးเนาะပုံမှန်တိုင်းလေးပါပဲเนาะဒါနည်းနည်းပါးလေးအချိန်လေးနည်းနည်းလေးပဲပေးရတာပါကျွန်တော်လည်းအရှိကြီးလည်းကျွန်တော်လည်းပြောဖို့အတွက်ကျွန်တော်လည်းသိမအားဘူးဗျအဲ့တော့ကျွန်တော်ပုံမှန်တိုင်းလေးပဲတင်ပေးပါတယ်ကိုရီမကြီးအားလုံးပဲเนาะကဲကိုမကြီးအားလုံးပဲကျွန်တော်တို့ဒီတစ်ပတ်မှာတော့ဗျာเนาะဒါအဖွဲ့ဝင်တွေကလည်းအဆင်ပြေပြီးမိုးပရိသမားတွေလည်းအဆင်ပြေပြီးเนาะရှက်ကီလေးကလည်းတာဝန်ကျေးပြီးတာဝန်မကျေတာကျွန်တော်ဖြစ်တယ်အဲ့လိုဖြစ်တယ်ကဲကိုမကြီးအားလုံးပဲကျွန်တော်တို့အခုเนาะကျွန်တော်တို့ဗုဒ္ဓဘုနေ့မှာကျွန်တော်တို့46ပတိ46တဲချင်း46ဝန်ချိန်ပါเนาะ4ကိုကြိုက်နေတဲ့အကိုရီမကြီးကလည်း4ကိုကစားနိုင်တယ်6ကိုကြိုက်နေတဲ့အကိုရီမကြီးကလည်း6ကိုကစားနိုင်ပါတယ်เนาะဒါတနေ့ကုန်စား share key ဖြစ်တဲ့เนาะ933နဲ့လည်းကြိုက်ရင်46ဝန်ချိန်ကိုတွဲပြီးတော့ကစားလို့ရပါတယ်ဗျာเนาะ4နဲ့ပတ်သက်ပြီးတော့အဓိက main ထားပြီးတော့ကစားမယ်ကဏ္ဍလေးတွေရယ်6နဲ့ပတ်သက်ပြီးအဓိက main ထားပြီးတော့ကစားမယ်ကဏ္ဍလေးတွေကိုကျွန်တော်ထပ်မံပြီးတော့ညှောက်ဝေးသွားပါမယ်ကိုမကြီးအားလုံးပဲဗီဒီယိုဖိုင်လေးကိုလိုက်လက်မလေးတွေနှိပ်ခဲ့ပြီးတော့အားပေးပေးပါเนาะ channel တစ်ကလေးဖြစ်နေတဲ့အတွက်เนาะ2D နဲ့ပတ်သက်ပြီးတော့ share လို့ရမယ့်နေရာလေးတွေမှာလည်း share တဲ့အကိုရီမကြီးကလည်း share ပေးခြင်းဖြင့်လည်းကူညီပေးကြပါဗျာကိုမကြီးအားလုံးပဲကဲကိုရီမကြီးအားလုံးပဲကျွန်တော်တို့46 1 chain 46ပတ်တီးဖြစ်တဲ့အတွက်ကျွန်တော်တို့46တကွက်တီးမဖြစ်မနေထည့်ပြီးတော့ကစားပါเนาะကိုမကြီးအားလုံးပဲเนาะ6လေး46တီးမဖြစ်မနေထည့်ပြီးကစားပါ4နဲ့ပတ်သက်လာပြီဆိုလို့ရှိရင်လည်း4145 4348အဓိက main ထားပြီးတော့ကစားเนาะခဏလေးတွေကစားတဲ့အခါမှာအားပြီးတော့ကစားပါเนาะ4145 4348เนาะအဓိက main ထားပြီးကစားပါ6နဲ့ပတ်သက်လာပြီဆိုလို့ရှိရင်လည်း60 62 6368အဓိက main ထားပြီးတော့ကစားပါเนาะ6နဲ့ပတ်သက်လာပြီဆိုရင်60 62 6368เนาะအဓိက main ထားပြီးတော့ကစားပါเนาะကျွန်တော်တို့အခုမွေးဘရိတ်သမားတွေเนาะကြံရက်ကိုမွေးခြင်းနဲ့ဆိုရင်ကျွန်တော်တို့3ဘရိတ်ကလေးเนาะဒါဘရိတ်ကတော့2ကြိမ်အောင်ဆိုတော့အစင်တော့ဘရိတ်တီးတန့်ကစားတဲ့ကိုဒီမတွေကတော့အစင်တော့ပြေပြီပေါ့ဗျာเนาะဒါပေမဲ့လည်း
3 break ကလေးကိုဆက်ပြီးကစားခြင်းသပါဆိုရင်တော့เนาะဒါ30နဲ့85ကိုမိန်ထားပြီးတော့ကစားပါเนาะဒါလေးမိမှာဆိုလို့เนาะအကိုရတော့ကျွန်တော်မပြောတော့ဘူးအရှိရဗီဒီယိုပိုင်းနေမှာကျွန်တော်ပြောပြီးသားเนาะကဲကိုဒီမိုက်အားလုံးပဲ၄နဲ့ပတ်သက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့4145 4348အဲ့ဒီရမှာအထူးမိန်ရောတက်ခွက်ကောင်းဒီကျွန်တော်တို့40နဲ့မှ1ပါနော်ကဏ္ဍလေးကိုအားပြီးတော့ကစားပါဒီနဲ့ပတ်သက်လာပြီဆိုရင်4တက်ဒီအထူးမိန်ရောတက်ခွက်ကောင်းပါနော်ကိုကိုမိုက်အားလုံးပဲ6နဲ့ပတ်သက်လာပြီဆိုရင်60 62 63 68နော်အဲ့ဒီရမှာအထူးမိန်ရောတက်ခွက်ကောင်းဒီကျွန်တော်တို့60နဲ့မှ8ပါနော်ကဏ္ဍလေးကိုအားပြီးတော့ကစားပါနော်4နဲ့ပတ်သက်လာပြီဆိုရင်ကျွန်တော်တို့41ဒီအထူးမိန်ရောတက်ခွက်ကောင်းနော်6နဲ့ပတ်သက်လာပြီဆိုရင်68ဒီအထူးမိန်ရောတက်ခွက်ကောင်းပါကဏ္ဍလေးတွေကိုအားပြီးတော့ကစားပါဗျာကိုကိုမိုက်အားလုံးပဲကဲကိုဒီမိုက်အားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်အားလုံးသောကိုဒီမတွေလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေကောင်းမွန်တဲ့နေ့ရက်ကလေးတွေကံကောင်းတဲ့နေ့ရက်ကလေးတွေကိုပဲအမြဲထာဝရဆက်လက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေဗျာ